င်္ဂလာပါဗျာ future ဝါကျဆိုပါတယ်ဒါလေးကတော့ future မှာလှနေတဲ့ allocation novellic လေးဖြစ်ပါတယ်ဗျ novellic လေးပါဒီကောင်လေးကတော့ allocation စညွေတံမှာကြိုက်လုံးတော့ပါဗျအရွက်ကလေးဝေနေတဲ့အချိန်လေးကိုဒါကျွန်တော်ဗီဒီယိုလေးရိုက်ပြထားတာပါဒါကတော့ Watsoniana တော့ပါဗျကြီးပဲကျွန်တော်ကြိုက်ဆုံးပါဗျလာဆုံးနဲ့ကြိုက်ဆုံးပါเนาะဒီကောင်လေး၄ရွက်ကလေးရှိအောင်အလှလေးရိုက်ပြထားတာပါဗျအလှလေးပါဒီကောင်လေးလာလိုက်တာစက်သေးရှိနေတာပါ indoor ထားမယ်ဆိုရင်လည်းအဆင်ပြေတယ်เนาะဒီကောင်ကတော့ top block ပါ Michelle ပါဗျ Michelle Anturian နဲ့မှာကြိုက်ဆုံးလေးဗျဒီကောင်လေးကိုကျွန်တော်ကြိုက်ဆုံးပါပဲဗျာကျွန်တော်အပင်သေးကနေစဆိုင်ထားပါတော့ဒီကောင်လေးကတော့ Crystallian Variegated ပါဒီကောင်လေးကျွန်တော်ရောင်းထားတဲ့ပင်လေးပါဗျအရန်လှလုံးအားကြီးလို့ကျွန်တော်ဗီဒီယိုမှာ record လေးထည့်ထားတာပါဗျာဒါကတော့ Moisturizer Aurea Tricolor ပင်လေးပါအရွယ်လုံးဝမနာမစားဖြစ်နေတဲ့အချိန်လေးထိမ့်သိမ်းထားရတဲ့အကြောင်းလှလုံးကိုကျွန်တော်ထည့်ပြီးတော့ရိုက်ထားတာပါကျွန်တော်ကြိုက်ဆုံးပင်လေးပါဗျာ Moisturizer မှာ Aurea ဆိုရင်ကျွန်တော်ကြိုက်ဆုံးပါပဲအရွယ်တော့လောင်းတော့ပေါ့နော်အဲ့ဒါနဲ့အတူတူဒါတော့ Aurea ပါပဲဒါမဲ့ဒီကောင်ကတော့သူရဲ့ ID တက်တက်ရှိပါတယ် Moisturizer Delicosa Yellow Marlin နဲ့ဖြစ်ပါတယ်ဗျ Yellow Marlin နဲ့ပင်ကြီးရန်ကြီးလာပြီဗျဒီကောင်ကတော့ကျွန်တော်ပင်ကြီးထားမှာပေါ့နော်ကောင်းညောကာလာလေးကြိုက်တယ်ကာလာအရင်များတဲ့အတွက်ကိုပင်လည်းအရင်မလောင်ဘူး Verification ကလည်းတင်းတင်းမြတာဆိုပါတဲ့အတွက်ကိုမျိုးကောင်းတယ်ပေါ့နော်ဖြတ်တဲ့ပင်တိုင်းလည်းကာလာပါပြီးသားတယ်ဒီကောင်ကဒီကောင်လေးကတော့ကျွန်တော် ID နည်းနည်းမေ့နေတယ်ဗျကျွဲလေးတွေများပြီးတော့ဝေနေလို့ကြိုက်ကောင်းလို့ပါဗျကျေးဇူးတင်ပါတယ်ဆုံးဖြတ်ကြည့်ပေးတယ်